okay ဆိုတော့ငါတို့ဒီကအရင်တစ်ခါပုံမှာကဒီ configuration ဆိုတာကဘာလဲဆိုတော့ပြောပြီးတော့ဆိုတော့အခုကဘာပြောမလဲဆိုလို့ရှိရင်ဒီ configuration မှာရေးကြီးတယ်ပေါ့နော်ဟိုပါပေါ့ဒီ image တွေအကြောင်းပြောပြရမယ်ဆိုတော့ငါတို့ဒီလူတွေကိုတင်ပေးရတာကနည်းနည်းလွယ်တယ်ကွာသိရမလားဘာလို့လဲဆိုလို့ရှိရင်ဒီမှာထားပါတော့ကလေးတွေကိုတင်ပေးရမယ်ဆိုလို့ရှိရင်ဒီပုံဝဲကြည့်လိုက်ကွာငါတို့တွေကဒီ feature တွေကိုထိုက်ရိုက်တန်းမြင်လို့ရတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီမှာမျက်မှန်ပါမယ်ဒီမှာဒီlong clip ကြီးပါမယ်ပေါ့ကွာဒီကနေအောင်ဟိုပါတော့အညီပါမယ်ဒါဆိုလို့ရှိရင်ဘာကောင်ဟိုမှာဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်လေဒါလေးကတော့ဒီ site သေးလို့ရှိရင်ကြောင်ပြီးတော့ဒီမှာအမွေတွေကဒီလိုနေရောက်ကဒီလိုဖြစ်နေရင်ကြောင်ဆိုပြီးတော့တို့တွေကအဲ့လိုမျိုးလေးနည်းနည်းလေးငါတို့တွေကပို့ပြီးတော့ဒီ image တွေကိုရှင်းရှင်းလင်းလင်းမြင်ရတယ်ပေါ့ကွာသိရမလားဆိုတော့အကြတော့ငါတို့ရဲ့ဒီ detection လုပ်တဲ့နေရာငါတို့ကနည်းနည်းပို့ပြီးတော့လွယ်တယ်ဒါပေမဲ့ငါတို့ရဲ့ machine တွေကို set တွေကိုငါတို့အဲ့လိုမျိုးသွားပြီးတော့လုပ်လို့မရအောင်ဒီ computer တွေကိုငါတို့အဲ့လိုသွားပြီးတော့ဒီသွားပြီးတော့ပြီးလို့မရအောင်ဘာလို့လဲဆိုတော့သူတို့တီးတဲ့ပုံနဲ့ငါတို့တီးတဲ့ပုံနဲ့မတူဘူးငါတို့တီးရဲဆိုလို့ငါတို့တီးရဲဆိုတော့ဒီမဲ့ဒါဆိုလို့ရှိရင်တော့ဘယ်ကောင်ကပါဆိုပြီးတော့ငါတို့ feature တွေကိုတန်းပြီးတော့တီးတယ်ဘာလို့လဲဆိုတော့ဒီပုံမျိုးကိုတန်းပြီးတော့မြင်ရတာဟိုဒီအမွှေးလေးကတော့ဘာဒါလေးကတော့ဘာဆိုပြီးတော့မြင်ရတာဟိုဒီပုံမျိုးကတော့တစ်ခုလုံးတန်းပြီးတော့မြင်ရတယ်ဒါပေမဲ့ကွန်ပျူတာရဲ့ကြတော့ငါတို့ခိုင်းမှလုပ်တတ်တဲ့ကောင်လေးကွာသိတယ်မလားဆိုတော့ဒီကွန်ပျူတာရဲ့ကြတော့ပုံကြီးဆိုပြီးတော့ဒီကောင်ကိုဒီလိုကြီးမြင်လိုက်တာမဟုတ်ဘူးအဲကြတော့ငါတို့ကဒါကြီးကတော့နေရွယ်ကြီးပါဒါကြီးကတော့မျက်လုံးကြီးပါဆိုတော့သွားထောက်ပြလို့မရအောင်ဒီကောင်ကြီးကကွန်ပျူတာရဲ့ဒီပုံကိုဘယ်လိုမြင်တာလဲဆိုလို့ရှိရင်ဒီမဲ့ကွန်ပျူတာတွေကပုံကိုဒီမဲ့ငါတို့မြင်တာကကြတော့ဒီမဲ့မျက်လုံးနဲ့မြင်လိုက်တယ်ပြီးတော့ဒီမှာပုံနောက်ကနေပြီးတော့တန်းပြီးတော့ process လုပ်ပြီးတယ်ဘာတော့ပါဒီမှာဆိုလို့ရှိရင်ဒါကတော့လေကားလေးနောက်ပါဘူးဒါကတော့တရားလေးဒါကတော့တစ်ပင်ပါညာဒီဟာကတော့ရေကန်ဆိုပြီးတော့ run တန်းပြီးတော့မြင်ရတယ်ဒါပေမဲ့ကွန်ပျူတာတွေကကျတော့အဲ့လိုမျိုးတန်းပြီးတော့မမြင်အောင်အဲ့လိုမျိုးတန်းပြီးတော့မသိဘူးသူတို့တွေကဘယ်လိုမျိုးမြင်ရတာလဲဆိုလို့ရှိရင်ဒီသူတို့အတွက်ပုံနေဆိုတာကဘာလဲဆိုတော့ခဏတင်ချာတွေပဲနံပါတ်တွေပဲဆိုတော့ကွန်ပျူတာတွေကငါတို့မင်းတို့လည်းကြားဖို့ပါကွန်ပျူတာတွေဆိုတာကဒီ0 and 1နဲ့ပဲလောက်တာနံပါတ်တွေနဲ့ပဲလောက်တာဆိုတော့အဲ့လိုပဲငါတို့ဒီပုံတွေကထူးခြားတယ်ပြီးတော့ဒါကြီးကပါဆိုပြီးတော့ဖြစ်မသွားဘူးဒီပုံတွေကလည်းဘယ်လိုဖြစ်မလဲနံပါတ်တွေနဲ့ပဲဖြစ်သွားတာပဲအလုပ်လုပ်သွားတာပဲဆိုတော့ပုံတွေကိုငါတို့တွေက drop down လုပ်ကြည့်ငါတို့တွေကကြည့်ပုံတွေဆိုတာလေဒီနံပါတ်တွေပဲဒီပုံတွေကိုငါတို့ခွဲကြည့်လိုက်လို့ရှင်နံပါတ်တွေပဲတွေ့ရမှာဆိုတော့မင်းတို့ဒီ Minecraft ပါညာမြင်ဘူးတယ်မလား Minecraft ပါငါတို့ဒီ character ပုံတွေတို့ဟာလို့ဆွဲမယ်ဆိုလို့ရှင်ဒီ block အတုံးလေးတွေလေကွာသိတယ်မလားတထုံးချင်းကာလာတထုံးချင်းCC တော့CC ပြီးတော့ဆိုမှတော့အဲ့ကောင်ကိုအချင်းချုံလိုက်တယ်ချုံလိုက်ပြီဆိုလို့ရှင်ဒီပုံလေးတွေစုဒီအဲ့အသီးလေးဆေးရောင်လေးတွေစုထားပါတော့ဒီလိုအတိုင်းပဲကွာဒီမယ်ငါတို့ဒီ Minecraft မှာဆိုလို့ရှင်ဒီမှာဒါလေးဆိုရင်အစင်းရောင်အနီးရောင်ဒါမျိုးလေးတန်းသွားတယ်ပြီးတော့ဟိုဒီအပုံချုံလိုက်ပြီချုံလိုက်ပြီးတော့ကိုလိုချင်တဲ့အရွယ်စားကိုရလာပြီဆိုတော့မှငါတို့အကောင်ပုံဖြစ်သွားတာမဟုတ်လို့ရှိရင်ကောင်ကာလာတွေစုထားတဲ့ဟာကြီးပဲငါတို့နားလည်မှာမဟုတ်ဘူးကာလာတွေစုထားတဲ့ကောင်ကြီးပဲဘယ်ကောင်ကပါဆိုရင်တို့ပြောနိုင်မှာမဟုတ်ဘူးအကောင်ကာလာတွေတိုင်းစုထားတဲ့ဟာကြီးပဲအကောင်ပုံတွေချုံကြည့်လိုက်တော့မှငါတို့ feature လေးတွေတွေ့လာတာဆိုတော့တို့လူတွေမြင်နိုင်တဲ့ feature လေးတွေတွေ့လာတာဆိုတော့ငါတို့ပုံတွေကကွန်ပျူတာတွေအတွက်အဲ့လိုမျိုးလုပ်တယ်ဆိုတော့အဓိကအရှင်းဆုံးပြောရလို့ရှင်ဒီမှာဒီကောင်လေးရှိတယ်ဒီကောင်လေးကတစ်ချက်ဖွင့်ပြပေးလိုက်မယ်ဒီမှာဆိုလို့ရှိရင်ဒီတိုင်းမျိုးကွာဒီမှာတွေ့လားဒီမှာဒီလို image block လေးနဲ့ဖွဲ့စည်းထားတယ်ဒါဆိုရင်ခဲအောင်ဒီမှာဆိုလို့ရှိရင်နည်းနည်းနှက်တယ်ပဲသွားမယ်အဲ့လိုမျိုးလေးဖွဲ့စည်းထားတယ်ပေါ့ကွာနောက်ထပ်သူရှိပါသေးတယ်အဲ့ကောင်က down ထားတယ်ဘယ်နားမှာ down ထားလဲမသိဘူးအဲ့ကောင် file patch down မေးနေပြီတဲ့ဒီမှာမပါဘူးနော် okay GitHub f.co အဲ့ကိုရအဲ့ဒီမှာ f.co ဝယ်လာမယ်view f.co ဆိုပြီးတော့ဖွင့်လိုက်မယ်ဒါဆိုလို့ရှင်တွေ့လား
ငါတို့ပုံကြီးကဒီမှာဒီလိုဆိုလို့ရှိရင်တိကျမပေါ်ဘူးကွာဒီမှာပုံကိုချက်လိုက်အောင်ချက်ဒီကောင်မင်းတို့ချက်နိုင်လောက်ချက်ကြည့်ကွာချက်ရင်လောက်ချက်ကြည့်သွားလို့ရှိရင်ဘယ်လိုဖြစ်လာမလဲဆိုတော့ပုံကြီးကဒီလိုမျိုးလေးဖြစ်လာမယ်ဒီလိုဘယ်ပုံပဲဖြစ်ဖြစ်ကွာမင်းတို့ချက်နိုင်လောက်ချက်ကြည့်ပုံလေးကဒီလိုမျိုးလေးတွေဖြစ်သွားမယ်ဒီလိုအကွက်လေးတွေအတုံးလေးနဲ့ဖြစ်သွားမယ်ခဏရောဟုတ်လားအကုန်ကနေနေဘယ်ပုံပဲဖြစ်ဖြစ်ဟုတ်ဒီလားဘယ်ပုံပဲဖြစ်ဖြစ်ရတယ်နော်ကွန်ပျူတာမှာရှိတယ်ဘယ်ပုံပဲဖြစ်ဖြစ်မင်းတို့ချက်ကြည့်အဆုံးစွန်ဒီချက်ကြည့်ကွာချက်ကြည့်ပြီးတော့မင်းတို့ဘာပေါ်လာလဲဆိုတော့နံပါတ်တွေပေါ်လာမှာမဟုတ်ဘူးနော်ဆိုတော့နံပါတ်ပုံတွေကတော့နံပါတ်တွေနဲ့လောက်ထားတာဟုတ်တယ်ဒါပေမဲ့မင်းတို့နံပါတ်တွေမြင်ရမှာမဟုတ်ဘူးဆိုတော့ပုံတွေကိုမင်းတို့ကြိုက်တော့ချက်ကြည့်ပြီးတော့ဘယ်လိုဖြစ်မလဲဆိုတော့ငါတို့ဒီလိုပုံလေးတွေပေါ်လာလိမ့်မယ်မင်းတို့လည်းမြင်ဖို့မှာပါငါတို့ဒီတစ်ခါတလေငါတို့ဟိုအင်တာနက်ပေါ်က down နဲ့ပုံတွေပဲဖြစ်ဖြစ်ကွာဒီသူတို့ရဲ့ resolution ကသူတို့ရဲ့ quality ကနှိမ့်နေတယ်ဆိုလို့ရှိရင်အပြောက်လေးတွေတို့ဗာလေးတို့တွေ့ရမယ်လीဆိုတော့အကောင်လေးတွေကငါတို့ pixel လို့ခေါ်တယ်ဒီကောင်လေးတို့တစ်ခုချင်းစီမှာတော့ pixel လို့ခေါ်တယ်ဆိုတော့အဲ့ဒီ pixel တစ်ခုချင်းစီမှာဘာရှိတယ်သူတို့ရဲ့ color တန်ဖိုးရှိတယ်ဆိုတော့အကောင်လေးတို့ကနောက်တစ်ပုတ်ကြမှာအသေးချာရှင်းပြမယ်ဆိုတော့အဲ့ဒါလေးပဲသိတာဆိုတော့အဲ့ pixel ဆိုတာအရှင်းရှင်းပြောရရင် color တစ်ခုပဲအဲ့လိုပဲမှတ်ထားလိုက် pixel ဆိုတာက color တစ်ခုပဲဆိုတော့အဲ့ဒီ color လေးတွေစုသွားပြီးမှငါတို့တွေကစုသွားပြီးဆိုလို့ရှိရင်ငါတို့တွေက color မီးထွေကြီးဖြစ်သွားတယ်ဆိုတော့အဲ့ဒီတိုင်းပဲဒီမှာဆိုလို့ရှိရင်သူရဲ့ color မီးထွေကြီးဖြစ်သွားတယ် color တွေရဲ့ဒီမှာဘယ်လိုစီထားလဲပါညာဒီမှာ color မီးထွေကြီးဖြစ်သွားတယ်ဆိုတော့အဲ့ကောင်ကိုတော့ချဲ့ထားလို့ရှိရင်ဘာမှရှင်းအောင်မဟုတ်ဘူးဒီ color တွေပဲငါတို့ရတွေ့ရမှာဘယ် color ကတော့ဘယ်မှာရှိတယ်ဘယ် color ကတော့ဘယ်မှာရှိတယ်ဒီလို color တွေဘယ်မှာရှိတယ်ပဲတွေ့ရအောင်မှာအဲ့ကောင်လေးတွေကိုငါတို့တွေကလိုသလောက်ခြုံပြီးတော့ကြည့်တော့မှငါတို့တွေကသူ့ရဲ့ပုံကြီးတစ်ပုံလုံးကိုဟိုတေချာရှင်းလင်းမြင်ရမှာဥပမာဆိုလို့ရှိရင်ဆွမ်းတော်ဒီကောင်တိုင်းပဲဒီကောင်ရဲ့ပုံပြီးတဲ့ပုံကွာဒီလားဒီပဲတစ်ချက်တိုင်းကြည့်ဒါကြောင်ကွာကြောင်ကကြားလားမသိဘူးဦးကြောင်ကြားအဲ့ဒီကောင်ရဲ့pixel လေးတဲ့ပုံပဲဒီကောင်ကိုအဆုံးထိခြေထားတယ် pixel လေးတဲ့ပုံဆိုတော့အဲ့လိုမျိုးပုံတွေကဖွဲ့စည်းထားတယ်ကွာဆိုတော့အကောင်က image တွေတောင်းဆိုတော့ဒီ pixel တွေမှာငါတို့တွေကဘာတွေရှိလဲဆိုတော့ pixel တွေမှာတန်ဖိုးတွေရှိတယ်ဆိုတော့ pixel တွေဆိုတာလေအလကားနေရင်သူတို့ရဲ့ color တွေဘာတွေရလာတာမဟုတ်ဘူးဆိုတော့ pixel တွေမှာလည်းသူတို့ရဲ့တန်ဖိုးရှိတယ်ဘယ် color ကတော့ဘလောက်ဘယ် color ကတော့ဘလောက်ဆိုပြီးတော့သူတို့ရဲ့ခဏတန်ဖိုးရှိတယ်ဆိုတော့အဲ့ဒီကောင်ကြီးရှိတယ်ဆိုတော့အဲ့ကောင်ကြီးအဲ့လိုမျိုးဖွဲ့စည်းပြီးတော့ဆိုတော့မှထားပါနံပါတ်မင်းတို့အခုကတော့ရှင်းအောင်ပဲပြောပြလိုက်မယ်နည်းနည်းလေးရှင်းတော့အောင်ပဲပြောပြလိုက်မယ်ထားတော့နံပါတ်1ကအနီရောင်ဆိုလို့ရှိရင်နံပါတ်1ကအနီရောင်နံပါတ်2ကအပြရောင်အဲ့လိုပဲထားလိုက်မယ်နော်နံပါတ်1ကအနီရောင်နံပါတ်2ကအပြရောင်အဲ့မှာဆိုလို့ရှိရင်ဒီသူ့ image pixel လေးတွေကဘယ်လိုလုပ်လဲဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီကောင်ကနံပါတ်1ဆိုပြီးတော့ဖြစ်သွားမယ်ဒီကောင်နံပါတ်1အနီရောင်လိုချင်နေဆိုလို့ရှိရင်ဒီ pixel 1ရဲ့တန်ဖိုးကနံပါတ်1ဆိုပြီးတော့ဖြစ်သွားမယ်ဒီမှာလည်းအနီရောင်လိုချင်နေဆိုဒီကောင်က1ပဲ1လေးတွေဒီမှာစုသွားတယ်ဒါဆိုလို့ရှိရင်ဒီကောင်က1တွေဒီကောင်တွေအကုန်လုံးအနီတွေပဲဆိုတော့အဲ့လိုမျိုး represent လုပ်တယ်ဆိုတော့ဒါကအသေးချာကိုနောက်တစ်ပုတ်မှာရှင်းပြမယ်ဒီကောင်ကနည်းနည်းလေးမင်းတို့နောက်တစ်ပုတ်မှာရှင်းတော့အခုနည်းနည်းလေးပြောပြတာပေါ့နော်ဆိုတော့အဲ့လိုမျိုး1 represent လုပ်သွားတယ်သူကငါတို့မြင်နေရတဲ့ကောင်တွေကိုသူကဟိုဟာနဲ့သင်္ချာအနေနဲ့ပြန်ပြီးတော့ပြောပြတာနော်ဘာလို့လဲဆိုတော့ကွန်ပျူတာကငါတို့ဒီနံပါတ်နဲ့ပဲသိတာနော်ငါတို့တွေကကျတော့နံပါတ်နဲ့မသိဘူးလေကွာသိတယ်မလားဒီကောင်ကြီးကဘာလုပ်ရမှာတော့ဒီနံပါတ်ကြီးတွေပဲငါတို့ကဘာလုပ်ရမှာနော်ငါတို့မြင်ရတာကကျတော့ပုံတွေပဲမြင်ရတာငါတို့ကနံပါတ်တွေနားလဲတာမဟုတ်ဘူးဆိုတော့အဓိကကတော့ဒီကွန်ပျူတာကနေပြီးတော့မှဒီပုံတွေအဲ့နံပါတ်တွေကိုကွာသူကနားလဲတယ်ပြီးတော့ဒီနံပါတ်တွေကိုသူကငါတို့နားလဲတဲ့ကာလာတွေကွာသိလားငါ
တို့နားလေတဲ့ color တွေဖြစ်ပြောင်းနေပြီးတော့သူကငါတို့ပြပေးတယ်ဆိုတော့အဲ့လိုမျိုးလုပ်တာကွာဆိုတော့ဒီမှာတစ်စုသွားမယ်နောက်ထပ်ကဒီမှာဆိုလို့ရှိရင်အပြလိုချင်တယ်ဆိုလို့ရှိရင်နှစ်အဲ့လိုမျိုးစုသွားတယ်ပေါ့အဲကြတော့ငါတို့ကဘယ်လိုဖြစ်သွားမလဲဆိုရင်array ရလာမယ်ဆိုတော့အကောင်ကကြတော့ array ပဲရှိသေးတယ်matrix မဟုတ်ဘာလို့လဲဆိုတော့ color အတန်းလေးကွာတန်းပဲရှိသေးတယ် color ကအတန်းပဲရှိသေးတယ်ဒီမှာဒီလိုမျိုးဆိုလို့ရှိရင်အနီးဒါမျိုးဆိုလို့ရှိရင်ဒါမျိုးဆိုလို့ရှိရင်အပြာဆိုတော့ဒီမှာငါတို့တရားခဲ့တဲ့အတိုင်းပဲတစ်လေးလုံးဒါဆိုလို့ရှိရင်အနီးအောင်၄တန်းသဘောမျိုးပေါ့ကွာဆိုတော့အကောင်ကငါတို့ဒီကွန်ပျူတာမှာဆိုလို့ရှိရင် flow translate လုပ်တော့လဲဆိုတော့တစ်နောက်ထပ်ကအပြာက2ခု3ခုရှိတယ်ပဲထားပါတော့နှစ်3ခုဆိုတော့အကောင်ကိုကွန်ပျူတာကဖတ်မယ်ကွာဒါဆိုလို့ရှိရင်တော့တစ်တွေ့ပြီဆိုလို့ရှိရင်ဖတ်လို့ရမှာလေအနီရောင်ကိုပြပေးမယ်အဲကြတော့အဲ့ဒီတစ်ခွက်မှာအနီရောင်နောက်ထပ်တစ်တွေ့ပြီအနီရောင်မယ်နောက်ထပ်တစ်တွေ့ပြီအနီရောင်မယ်နောက်ထပ်တစ်တွေ့ပြီအနီရောင်မယ်ဒီမှာတော့နှစ်ဖြစ်သွားပြီဆိုရင်ဒီအကွက်မှာအပြာရောင်ပြပေးရမယ်အဲ့လိုမျိုးကွန်ပျူတာနားလေတယ်ကွာဆိုတော့အဲ့ဒါပဲအကောင်ကငါတို့ဒီ image တွေကဒီကွန်ပျူတာ image တွေဘယ်လိုနားလဲ image တွေကဘာနဲ့လောက်ထားတာလဲဆိုတာကိုဒီရှင်းပြတာဆိုတော့နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာကျတော့အားလုံးပါရှင်းပြမလဲဆိုလို့ရှိရင်ဒီ image တွေရဲ့ဒီ image တွေကနံပါတ်တွေနဲ့လောက်ထားတာတော့ဟုတ်ပြီဒီကောင်တွေအကြောင်းကိုကိုကဒီအပုဒ်မှာကျတော့basic ပဲရှင်းပြသေးတယ်နောက်ပိုင်းမှာကျတော့ဒီ image တွေထားပါတော့ image တွေ 2D image တွေ 3D image တွေဘာညာအဲ့ဒါတွေတစ်ချက်ရှင်းပြပေးမယ် image matrix တွေတို့ image tensor တွေတို့အဲ့ဒါတွေတစ်ချက်ရှင်းပြပေးမယ်အဲ့ဒါဗီဒီယိုမှာကျတော့ okay ဆိုတော့okay